အားလုံးပဲမင်္ဂလာပါလို့နော်ကျွန်တော်တို့ဒီတစ်ပတ်16ရက်2လ2026မှာကျွန်တော်တို့2ရက်အတွင်းအစင်းများတဲ့1 chain လေးကျွန်တော်ဘက်ကနေပြသပေးတော့မယ်မိတ်ဆွေတို့ဘက်ကနေလည်းကြိုင်းနေတဲ့သူဆိုရင်ယူဆော့နိုင်တယ်မကြိုင်းနေတဲ့ဘူးဆိုရင်ကြော်တော့နိုင်တယ်ဗျနော်ကျွန်တော်ဘက်ကနေစိတ်မဆိုးပါဘူးနော်အဲဆိုရင်ကျွန်တော်တို့ရဲ့အစီအစဉ်လေးစလိုက်ကြအောင်ဗျအချိန်ကြီးမဆွဲပဲနော်အဲဆို okay ဟုတ်ပြီနော်ရှေ့ရဲ့2ရက်နှလုံးပေါင်းကြီးကတုံညဖြစ်လို့တုံညပါဝါ9တဲ့နောက်ပွဲ2ရက်အတွင်းချိန်မှာဆိုလို့ကျွန်တော်တို့ဒီညမှာကျွန်တော်မြားလေးနဲ့ထောက်ပြမယ်ဗျာနော်မြားလေးနဲ့ထောက်ပြမယ်ဟုတ်ပြီနော်ဒီဘက်မှာလည်းထောက်ပါတယ်နော်ဒါမိတို့လူရှိရအောင်ကြည့်နော်ကျွန်တော်ကဒါ site ထဲကတွေ့ရတဲ့အတိုင်းလေးကိုပဲကျွန်တော်ဘက်ကနေပြသပေးရနော်အဲဆိုရင်ねညလို့ကနော်ဒီမှာနော်9ရက်3ရက်နှလုံးပေါင်းခြင်းက8ရက်လို့ဖြစ်လို့8ရက်ပါဝါတုံးနဲ့8တုံးဒီနောက်ပွဲ2ရက်အတွင်းအချိန်မှာတဲ့နော်ဒီနေရာမှာじゃမြားလေးနဲ့ပြမယ်နော်8တုံးဒီအချိန်မှာဆိုတော့ကျွန်တော်တို့ဘာထွက်တယ်လဲမိတ်ဆွေတို့မြားလေးနဲ့ပြရနော်မြားလေးပြနေတော့တခြားကြည့်83ဆိုတဲ့နေရာမှာ36 85လာနော်အဖွင့်နေလေးနော်ဒါအဖွင့်လေးတွေဟုတ်လားနော်စိုက်ထဲကတွေ့တဲ့အတိုင်းလေးပဲပြရနော်အဲဆိုရင်3ရက်4ရက်နှလုံးပေါင်းခြင်းကခွင်ရလို့ဖြစ်လို့ခွင်ရဲ့ပါဝါ2တဲ့ခွင်2ဒီနောက်ပွဲ2ရက်အတွင်းအချိန်မှာတဲ့အဲ့မှာကျွန်တော်တို့ဘာထွက်တယ်လဲဆိုခွင်2ကိုနော်ဒီချာလေးကြည့်ကျွန်တော်ဘက်ကနေလိန်စားခြင်းလည်းမဟုတ်ဘူးနော်ညာစားခြင်းလည်းမဟုတ် site ထဲမှာတွေ့ရတဲ့အတိုင်းချပြပြီးအဲဆိုကျွန်တော်တို့မှာ86ဆိုထွက်တယ်နော်အဲဆိုရင်တဲ့ဟုတ်ပြီအဲဆိုခွင်ရတုံညာရဲ့နှလုံးပေါင်းကြီးကခွင်ရလို့ဖြစ်လို့ခွင်ရဲ့ပါဝါ2တဲ့ခွင်2ဒီနောက်ပွဲ2ရက်အတွင်းအချိန်မှာဆိုလို့နော်နည်းနည်းလေးချဲ့လိုက်မမြင်ရမှာမလို့ခွင်2ဒီနောက်ပွဲအချိန်မှာဆိုလို့ကျွန်တော်တို့ဘာထွက်တယ်လဲ50နဲ့မှခွင်အဲဆိုရင်ကျွန်တော်တို့ကဆိုရင်ဒီမှာ3ရက်1ရက်ပေါ့နော်ဒါမိတို့ကမမြင်ရမှာမလို့ကျွန်တော်တခြားလေးပြန်ပြသပေးနေရနော်နည်းနည်းလေးပေါ်လေးတင်လိုက်မယ်ဟုတ်ပြီ3ရက်1ရက်နှလုံးပေါင်းခြင်းက4ရက်လို့ဖြစ်လို့4ရက်ပါဝါ9ဒီရဲ့နောက်ပွဲအချိန်မှာဆိုကျွန်တော်တို့ကြည့်လိုက်4ချိန်မှာ20နဲ့9တနင်္လာနေ့အဖွင့်မနေ့စီးမှာအောင်တယ်အဲဆိုရင်ကျွန်တော်တို့ကဒီနှစ်ခုပေါ့နော်ခွင်2ရဲ့နှလုံးပေါင်းခြင်းက9ရက်လို့ဖြစ်လို့9ရက်ပါဝါ4တဲ့9လေးဒီနောက်ပွဲအချိန်မှာဆိုလို့ကျွန်တော်တို့ဒီနေရာမှာမြားလေးနဲ့ပြမယ်9လေးချိန်ကိုကျွန်တော်တို့က40နဲ့မှ9နော်အဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာကြတော့ဟုတ်ပြီကျွန်တော်တို့မိတို့မမြင်ရမှာမလို့ဒီချာလေးပြနေတယ်ကျွန်တော်ခဏန်းတွေကဖုံးနာကြီးကိုယ်ရာကြီးဖြစ်မှာမလို့နော်ဒီနေရာမှာဒါဆိုအချိန်ဆိုပြန်စလိုက်မယ်နော်4ရက်3ရက်နှလုံးပေါင်းခြင်းကနော်8ရက်လို့ဖြစ်လို့ sorry 8ရက်ဖြစ်လို့3ခွင်ရက်လို့ဖြစ်လို့ခွင်ရက်ပါဝါ2တဲ့ခွင်2ဒီနောက်ပွဲချိန်မှာတဲ့နော်ခွင်2ဒီနောက်ပွဲချိန်မှာကျွန်တော်တို့ဘာထွက်တယ်လဲနော်ခွင်2ဒီချိန်မှာဆိုကျွန်တော်တို့90နဲ့90ဆိုပြီးမှထွက်တယ်အဲဆိုရင်ဒီနေရာမှာချိန်လေးမြန်လေးစလိုက်ကြမယ်ဗျာနော်တားကြတော့မကောင်းခွင်9ရဲ့နှလုံးပေါင်းကြီး2ရက်ဖြစ်2ရက်ပါအောင်ခွင်နဲ့2ခွင်ဒီနောက်ဝက်2ရက်တွင်အချိန်မှာအဲ့မှာကျွန်တော်တို့ဘာထွက်တယ်လဲဆိုတော့မြင်တဲ့အတိုင်းပဲခွင်နဲ့မှာ50နဲ့2အဲ့လိုထွက်ပါတယ်အဲဆိုရင်တဲ့ကျွန်တော်တို့ကနော်9
9ရဲ့9ရဲ့နှလုံးပေါင်းကြီးက4ရဲ့ဖြစ်လို့4ရဲ့ပါဝါ9တဲ့4 9ဒီနောက်ပွဲအချိန်မှာတဲ့2ရဲ့အတွင်းဆိုတော့ကျွန်တော်တို့90နဲ့မှ2လို့ဆိုတယ်ဒါဆိုရင်တဲ့6ရဲ့9ရဲ့နော်6ရဲ့9ရဲ့နှလုံးပေါင်းခြင်းက1ရဲ့လို့ဖြစ်1ရဲ့ပါဝါ6တဲ့16ဒီနောက်ပွဲမှာအချိန်နဲ့2ရဲ့အတွင်းနဲ့နော်မိတ်ဆွေတို့ဒီမှာနောက်ပွဲလာမယ့်နေရာမှာအချိန်ဒီနေရာမှာနော်ဒါမိတ်ဆွေတို့ပြလိုက်မယ်ဒီနေရာမှာလာမလားဒီဘက်မှာလာနော်ဒါမိတ်ဆွေတို့ကျွန်တော်စီမှာဒါနော်အဖွဲ့ဝင်ထားတူလည်းရှိရယ်နောက်ပြီးလူအဟောင်းနေလဲနော်ကျွန်တော်က Viber လေးနည်းနည်းလေးစစ်ရှင်းမိသွားလို့Viber ရဲ့လူအဟောင်းနေပေါ့နော်အကုန်လုံးပျောက်သွားလို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုမြင်ကျွန်တော်လာပြီးအပ်ပေးကြပါဦးလို့ကျွန်တော်ကလည်းဒါရက်တာရက်ခံပါတယ်နောက်ပြီးထပ်ပြီးမှလူအတက်တွေထပ်လာခြင်းနဲ့ဆိုရင်ဒီကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကလေးကိုကျွန်တော်ပြီးမစင်ညာမှာတခါလဲချပဲပေးနော်ချပြပေးခဲ့ပါမယ်လို့ကျွန်တော်စကားအပြောအမှားလေးပိုင်ခွင့်လွှတ်တောင်းပန်ပါတယ်လို့ခွင့်လွှတ်ကြပါဒါဆိုကျွန်တော်ဗီဒီယိုဒီမှာပဲရက်လိုက်တော့မယ်ဗျာနော်